Hello guys, အားလုံးမင်္ဂလာပါ။ကျွန်မနာမည်ကတော့သုံးဝင်းမောင်ပါပဲဖြစ်ပါတယ်။ကျွန်မဒီနှခမ်းနေလေးပြချင်လို့ပေါ့နော်။ဒီနှခမ်းနေရာကြတော့တော်တော်ကြီးနေကြည့်ရနော်။တမဆိုလို့ရှိရင်ဒီနှခမ်းနေရာကျွန်မဒီနှခမ်းနေရဲ့ဟုတ်တော့မပြောင်းဝဲထားတာပေါ့။ကိုကျွန်တော်နှစ်ပေါင်းဝဲနေတော့ခုနာမည်ကြီးနေတဲ့နှခမ်းနေလေးပေါ့နော်။ကျွန်မဆိုရတာကျွန်မဆိုပြပါမယ်။ဒါလေးကိုပြလိုက်ပါမယ်။ဒါလေးတော့ဒါကျတော့နှခမ်း6ကျဲလူတွေအတွက်တော့3ဝင်သူ့ထဲမှာဆိုပြတယ်နော်ကျွန်မဟာအဲ့လိုပန်းပွင့်ပုံစံနဲ့ပြပါတယ်။ပုံလဲတော်တော်ကောင်းပါတယ်။တော်တော်လေးကိုလာနေထင်ပါတယ်။ကျမတို့အောက်မှာစိုင်ရှိတယ်။နောက်တစ်ခါကျလို့ရှိရင်လည်းကျမတို့ကကြတော့အမကကြတော့မုတ်ဆိုင်ပါရှိတယ်။နောက်တစ်ခါကျလို့ရှိရင်မုတ်ဆိုင်နဲ့မုတ်တစ်ကိုပြတယ်။ Bye bye